ရွှေတော်ကိုတွားတဲ့အခါမှာလေကိုယ့်ရဲ့ရည်ရွယ်ချက်က အဓိကဥအောင်ဟာဆင်းရဲတွင်းကလွတ်ချင်တာဥအောင်တို့မြစ်တွေနှိုက်ရတယ်ခရမ်းကျင်သီးတွေထမ်းရတယ်တကယ်ပြင်ပန်းတဲ့14နှစ်15နှစ်သားအရွယ်ကလေးကဥအောင်တို့16နှစ်10တန်းမောင်18နှစ်10တန်းမောင်ဒါပေမဲ့14 15နှစ်လောက်ကလေးကအဖေတော်ကောင်းယာရုကလုပ်ငန်းပြုတ်ပါတယ်ပြုတ်တယ်ဆိုတာအဖေကဟိုလိုအပြစ်ရှိလို့ပြုတ်တာမဟုတ်ဘူးလက်ပံလာကနေမိုးကုတ်ပြောင်းတဲ့အခါမသွားဘဲနဲ့ပေကပ်ပြီးနေတဲ့အတွက်အလုပ်ပြုတ်တယ်ပြုတ်တော့ဒီဝန်ထမ်းတယောက်ကအဲ့ခေတ်ကလာသာရာကနန်းနည်းနည်းလေးပဲရပါတယ်ဒါပေမဲ့မိသားစုစားလောက်တယ်ဒါပေမဲ့အဲ့ဒီအဖေအလုပ်ပြုတ်တဲ့ခါမှာဥအောင်တို့ဘောကချက်ချင်းအောက်ပြန်ကျသွားတယ်အဲ့တော့မြစ်ချိုးရတယ်မြစ်တပိသားတစ်ချက်ညတိုင်းဆိုအဲ့မြစ်တွေကိုလက်နဲ့နှက်ရတဲ့အခါမှာမြစ်ထဲကိုမြစ်တောင်းတဲ့ကိုလက်ထည့်လိုက်တဲ့အခါမှာဒီမြစ်တွေရဲ့အသားတွေကဒီနုနယ်တဲ့အတွက်ကြီးအောင်ဆိုတဲ့ကောင်လေးရဲ့လက်သေးကြားတွေလည်းဝင်တော့မနေ့တိုင်းဆိုလို့ချင်းဒီလက်သေးတွေကမြစ်တွေအခွန်တွေပြန်ထုတ်ရတယ်မြစ်ချိုးရတယ်စနေတုံးနေဆိုလို့ချင်းထင်းခိုးရတယ်ဒီထန်းတွေမခံရင်တော့ချမ်းသာခြင်းတယ်ချမ်းသာခြင်းတာကအရင်လားဆင်းရဲတွေလွတ်ချင်တာအရင်လားအဲ့ဒါမင်းတို့ပြောင်းမြန်လူတွေကချမ်းသာတာအရင်ဖြစ်နေတာချမ်းသာကနောက်မှအရင်ဘာလုပ်ရမှာတော့မင်းတို့ဆင်းရဲတွေနဲ့ရလွတ်အောင်အရင်လုပ်ပြီးမှချမ်းသာတဲ့ဘက်ကိုခုန်ကူးရမှာအဲ့တော့ဆင်းရဲတွေလွတ်ဖို့အတွက်ငါဒီမြင့်မနိုင်ချင်ဘာလုပ်မလဲပြောရင်ရွှေရောဆိုတဲ့အရက်ဒေသကိုသွားဖို့လုပ်တယ်ရွှေရောဆိုတာလည်းဥအောင်ချက်ချင်းမရောက်နိုင်ဘူးအမေနဲ့ကိုဒီကုံစင်းရောင်းရင်တက်လန်းနဲ့ဒီရွှေရောကလူတွေရဲ့ဒီပစ္စည်းလာဝယ်တဲ့အခြေအနေပေါ်မူတည်ပြီးတော့ဟောရွှေရောဆိုတဲ့အတန်နားတဲ့ကြားကြတဲ့ဟာရွှေတော့အပုံလိုက်ကြီးဖြစ်နေတာလားရွှေသားဘယ်ဟုတ်မှာတော့ကွာတဲ့ရွှေတွေပေါ်လို့ရွှေရောခေါ်တာအဲ့ဒီကနေပူအောင်ဟာငါတနေ့ချမ်းသာရမယ်ဒီရွှေရောကိုရောက်အောင်သွားမယ်ရွှေတော့ရောက်အောင်သွားဖို့ဆိုတာဥအောင်တို့လွယ်တာမှမဟုတ်တာကိုရောက်ဘူးတာမဟုတ်ဘူးခုခေတ်လူကားမပေါ်ဘူးနော်အဲ့တော့ဘရုတ်စတီတို့ဥအောင်တို့ဆိုတာခုနပြောသလိုပေါ့ချော်လဲရောထိုင်ပြီးတော့ရောက်ခဲ့တာမဟုတ်ဘူးဒါလေးလဲဥအောင်တို့ဟာတို့လူငယ်တွေကိုခင်းပြောချင်တာမင်းတို့တက်ကတူရောက်နေပြီးတော့လွယ်လွယ်ကူကူမထင်နဲ့ငါတို့တက်ကတူကြောင်းတက်နေရတာကအမေတို့အဖေတို့ရဲ့ပတ်စံဖြုံးတယ်လို့မလုပ်ပါနဲ့နော်ဒီလပတ်စံအဖေတို့စီက9000တောင်းရင်နောက်လာငါ3000ပဲတောင်းမယ်ငါဘာလုပ်မယ်နောက်ဆုံးပြောရင်နိုင်ငံသားမှာတော့ရှိတာပေါ့နော်တက်ကတူတက်ရင်တဲ့စီးပွားရေးရှာလို့ရတယ်ဒီမှာတော့တို့ဘက်မှာပြည်မှာမရှိသေးဘူးသို့တော့ပြောချင်တာကကိုကမိဘကိုပြန်ထောက်ပံ့နိုင်တဲ့အဆင့်ရောက်အောင်အခုချိန်မှာထောက်ပံ့နိုင်ပြီလားမထောက်ပံ့နိုင်ဘာလုပ်မလဲရှော့သုံးမယ်အမားမရောက်အောင်ဥအောင်ခေါက်ရိုက်တယ်အနီမိုစီကဖုံးဆက်တယ်ယောက်ျားဘယ်ရောက်တာအေးငါခေါက်ဝင်းမှာတော့ပြန်မလာသေးဘူးလားဘယ်ရောက်တာတော့ငါမိမမင်းငါနောက်ထပ်မဆက်နဲ့ဘာလို့လို့တော့စိတ်ပူလို့ငါမိမငါမင်းနောက်ထပ်ဖုံးမဆက်နဲ့ဘာလို့ဆက်ရမှာတော့စုပ်ယူလို့မပူနဲ့ငါအချစ်ဆုံးလို့ဗါတယ်ငါကူငါအချစ်ဆုံးလို့ဟာတော့အကျုပ်မချစ်ဘူးလားတဲ့မဟုတ်မင်းချစ်တာနောက်မှလေလို့ငါကူငါချစ်တယ်ဘာလို့ချစ်တာတော့ငါဒုက္ခရောက်မဲ့အလုံးငါမလုပ်ဘူးလို့မင်းတို့ကျောင်းသားတွေရောကိုယ့်ကိုချစ်လားအမလေးချစ်တယ်တာပြောတာပြီးတော့ကိုဒုက္ခမဲ့လုပ်ကြတော့လုပ်တယ်မရှောင်ဘူးအဲ့တော့ကိုချစ်ရင်ဘာလုပ်ရမှာတော့ကိုဒုက္ခရောက်မဲ့အလုံးမလုပ်နဲ့ဒါပဲအဲ့တော့ငါမိမငါဖုံးမဆက်နဲ့လို့မင်းကာရာအိုကေလည်းမသွားဘူးဟိုအပျော်ပါလည်းမနေဘူးစိတ်ဓာတ်ချလို့ရွှေတော့ကြတဲ့ကွာအဲ့ဒါတွေကများလို့ငါအီးနေခဲ့ပြီလို့နော်လက်ခုပ်လေးပဲဒီုံလေး